မင်္ဂလာပါရှင်အခုကျွန်မပြထားတဲ့ပစ္စည်းလေးကတော့ shoulder support လို့ခေါ်တယ်ပေါ့နော်ကျွန်တော်တို့ဒီပခုံးကိုထိန်းတဲ့ထောက်ကူပစ္စည်းလေးပါဒီပစ္စည်းကဘယ်လိုလိုအတွက်သုံးဝင်လဲဆိုလို့ရှိရင်ကျွန်တော်တို့လေးဖြတ်ထားပြီးနောက်ပိုင်းမှာဆိုလို့ရှိရင်ပခုံးစစ်ကျနေတဲ့သူပခုံးစစ်ပြုတ်တဲ့သူတွေပေါ့နော်နောက်တစ်ခုကကြတော့ကျွန်တော်တို့ဒီ accident ထိခိုက်ဒဏ်ရာတစ်ခုကြောင့်မလို့ပခုံးစစ်ဟနေတဲ့သူတွေအတွက်ဆိုလို့ရှိရင်ဒီပစ္စည်းလေးကတင့်တော်ပါတယ်ဒီပစ္စည်းလေးအသုံးပြုဖို့လိုအပ်ပါတယ်ဒီပခုံးထိန်းလေးကိုတက်ထားခြင်းအပြင်ကျွန်တော်တို့ပို့ပြီးတော့မဆိုးတော့ဘူးပေါ့နော်ပို့ပြီးလက်ကြီးကတွဲလောင်းကြနေပေမဲ့လို့သူကအထင်းပါတဲ့အတွက်ကြောင့်မို့ပို့ပြီးတော့ဟာမျိုးတွေမဖြစ်တော့ဘူးပေါ့နော်နောက်တစ်ခုကကြတော့ကျွန်တော်တို့ဒီပစ္စည်းလေးကိုတက်ထားပြီးပခုံးထင်းလေးကိုတက်ထားပြီးတော့လေ့ကျင့်ခန်းလုပ်မယ်ဆိုလို့ရှိရင်ပို့ပြီးတော့စိတ်ချရတာပေါ့နော်ပို့ပြီးတော့စိတ်ပြက်တယ်ပေါ့နော်ပို့ပြီးတော့ကျွန်တော်တို့ကအဟာရမျိုးမရှိတော့ဘဲနဲ့ဒီပခုံးလေးကိုတင်ထားတဲ့ခါမှာဆိုပခုံးလေးကသူ့နေရာသူအံဝင်ခွင်ကြဖြစ်တဲ့အတွက်ကြောင့်မလှုပ်ရှားရတာပို့ပြီးတော့ကောင်းတယ်ပေါ့နော်အဲ့တော့ဒီပစ္စည်းလေးကိုသူက site လက်မောင်းရဲ့အိုးပေါ်မှာမူတည်ပြီးတော့ site ကတော့ small medium large ဆိုပြီးတော့ဒါတော့ရှိတယ်အသုံးပြုရလည်းရမ်းပဲလွယ်ကူပါတယ်အခုလိုမျိုးပေါ့နော်သူကကတ်ခွာလေးပါတယ်ကတ်ခွာလေးပါပြီးတဲ့ခါမှာဆိုရှင်ဒီလက်လေးကနေရှို့ရုံပဲပေါ့နော်ပြီးရင်လက်မောင်းလေးကိုပတ်မယ်ပြီးပခုံးလေးကိုတော့သူ့ညာလေးသူပြန်ပြီးတော့ပေါ့နော်ဒီလိုထောင်စလေးကွေးပြီးတော့ပြန်တဲ့ထားဖို့လိုတယ်တဲ့ပြီးသွားပြီဆိုလို့ရှိရင်တော့ဒီပခုံးအပေါ်ကနေပြီးတော့ဂျိုင်းအောက်လေးမှာကတ်ခွာလေးကတ်ပြီးတော့အသုံးပြုရုံပဲပေါ့နော်အသုံးပြုရတာလည်းအရင်ပဲရိုးရှင်းတယ်လွယ်ကူတယ်ပေါ့နော်ဒါကြောင့်မလို့မျှဝေပေးတာပါအားလုံးအဆုံးထိကြည့်ပြီးရတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ရှင်